အောင်မြင်မှုဆိုတာဟာအလွယ်တကူရနိုင်တဲ့အရာမဟုတ်ပါဘူးရှောင်လန်းရမယ့်လမ်းကိုမြင်နေပေမဲ့ပန်းနိုင်ကိုရှာဖွေနိုင်ဖို့တော့ခက်နေပါသေးတယ်ဒါကြောင့်တင်းရဲ့ဘဝမှာအောင်မြင်မှုပန်းနိုင်ကိုတေချာပေါက်ရောက်စီမဲ့စကလုံး10လုံးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်နံပါတ်1ပျော်ရွှင်မှုဆိုတာဟာခံစားမှုတစ်ခုမဟုတ်ပါဘူးဘဝရဲ့လမ်းစဉ်တစ်ခုပါတင်လုံနေတဲ့အလုပ်မှာတင်မပျော်ပဲအောင်မြင်မှုရဲ့ရတာကိုတင်ခံစားနိုင်မှာမဟုတ်ပါဘူးကိုလုံနေတဲ့အလုပ်တွေကိုချစ်မြတ်နိုးခြင်းဟာပြိုင်ပွဲတွေမှာတဝက်လောက်တော့အနိုင်ရသွားစေပါတယ်နံပါတ်2ယုံကြည်မှုတင်အနေနဲ့ယုံကြည်တတ်ဖို့လိုပါတယ်ကံကြမ္မာကိုပြောင်းလဲဖို့အတွက်ယုံကြည်မှုသာလျှင်ပင်တစ်ခုတည်းသောခွန်အားဖြစ်ပါတယ်။သင်ယုံကြည်ရင်ယုံကြည်ထားတဲ့အတိုင်းဖြစ်လာမှာပါ။နံပါတ်3ရည်မှန်းချက်မရှိတဲ့ဘဝဟာဘာမှဖြစ်လာမှာမဟုတ်ပါဘူး။သင်ရဲ့ဖြစ်ချင်တဲ့အနေအထားကြိုတင်ရည်မှန်းထားမှသာသင်ဖြစ်ချင်တာတွေဖြစ်လာနိုင်မှာပါ။နံပါတ်4စိတ်အားထက်သန်ခြင်းဘာအလုပ်ကိုပဲလုပ်ကောင်းဆုံးဖြစ်အောင်လုပ်ပါလွယ်တကူရှုံးမပေးပါနဲ့အားကစားသမားတယောက်လိုမျိုးရေကုန်ရေကန်းကြိုးစားတတ်ပါစေနံပါတ်5လွှမ်းမိုးမှုတင့်ကိုလွှမ်းမိုးနိုင်မဲ့အရာတစ်ခုကိုရှာဖွေကြည့်ပါထိုအရာကတင့်ကိုလမ်းပြပေးနိုင်မှာပါနံပါတ်6ကိုယုံကြည်မှုတင်မလုံနိုင်တာဘာမှမရှိပါဘူးကိုယုံကြည်မှုသာလျှင်တင့်ကိုနေရာပေးနိုင်မှာပါကိုယုံကြည်မှုဟာတင့်ကိုအတိုင်းအဆမရှိတဲ့ခွန်အားတွေကိုပေးနိုင်မှာပါနံပါတ်9လူကျင့်ဝတ်မဆောင်တိုင်းတဲ့လူတွေအတွက်အောင်မြင်မှုလမ်းကြောင်းဟာတူတောင်းလုံးပါတယ်ဖြတ်လန်းလို့ဆိုနိုင်ပါလိမ့်မယ်ဒါပေမဲ့ဒါဟာတင့်ကိုလူအားလုံးနဲ့မတူညီပဲတယောက်တည်းကွဲပြားနေစေမဲ့ချက်ပဲဖြစ်ပါတယ်နံပါတ်8အမြင်တင့်ဘဝကိုတင်ဘလို့ပုံစံဖြစ်လာစေခြင်းလဲဆိုတဲ့အမြင်တစ်ခုသတ်မှတ်ပါထိုအမြင်တွေတည်းကပဲစိတ်ကူးတွေကိုလက်တွေ့အကောင့်ထဲဖော်ပေးနိုင်မှာပါနံပါတ်9လက်ခံတတ်ခြင်းအရာရာကိုလက်ခံတတ်ပါစေအခွင့်အရေးတွေကတင့်အတွက်အများကြီးလာနေပါပြီတင်အားလုံးကိုလက်ခံတတ်ရပါလိမ့်မယ်တင်အရာရာကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေရပါမယ်နံပါတ်10လူသားဆန်တတ်ခြင်းဟာအောင်မြင်မှုရဲ့တော့ချက်ပါပဲဘယ်ဘာသာမှမဆိုလက်ခံထားတာကတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်ပါလိမ့်မယ်ဒါကြောင့်ဘလောက်အောင်မြင်နေပါစေတစ်ချိန်တစ်ခါတော့ပြန်လဲကြာရှုံးလာအောင်ပါကြာရှုံးပြီးပြန်လဲထနိုင်ရန်ကြိုးစားနေချိန်မှာတစ်ချိန်ကလူသားဆန်ကြတဲ့မြတ်တင့်ကိုပြန်လဲအောင်မြင်လာစေမှာပါ